စီးပွားရှာပြီဆိုရင်ဓမ္မလမ်းကြောင်းနဲ့စီးပွားရှာဓမ္မလမ်းကြောင်းဆိုတာမတရားသဖြင့်စီးပွားမရှာဘူးမတရားသဖြင့်စီးပွားရှာတယ်ဆိုတာဒုစရိုက်နဲ့စီးပွားမရှာဘူးဒုစရိုက်နဲ့စီးပွားမရှာဘူးဆိုတာသူများအသက်တတ်ပြီးတော့စီးပွားမရှာဘူးသူများဥစ္စာခိုးပြီးတော့စီးပွားမရှာဘူးသူတော်ဘာသာမယာစော်ကားပြစ်မှားပြီးစီးပွားမရှာဘူးလိန်ပြောပြီးစီးပွားမရှာဘူးဒီလိုဆိုလို့တာဒုစရိုက်10ပါးနဲ့စီးပွားမရှာဘူးအဲ့ဒါကိုတရားသဖြင့်စီးပွားရှာတယ်လို့ခေါ်တယ်ဒါတွေမပါဘူးနောက်ပြီးတော့မြတ်စွာဘုရားဟောထားတဲ့အထက်မှာဘုရားကိုယုံကြည်ကိုးကွယ်တဲ့ဥပဒကာတွေဟာအယောင်းဝယ်မလုပ်သင့်ဘူးလို့ဘုရားကပြောထားတာ၅ခုရှိအယောင်းဝယ်လုပ်ပြီးတော့အသက်မွေးဝမ်းကြောင်းမလုပ်သင့်ဘူးတဲ့ဘုရားဘာသာဖြစ်လာရင်ဒီအယောင်းဝယ်မလုပ်သင့်တာရှိတယ်။ဘာလဲလို့ဆိုရင်လူတတ်တဲ့လက်နဲ့တွေအယောင်းဝယ်မလုပ်အောင်လက်နဲ့အယောင်းဝယ်နဲ့အသက်မမွေးရမန္တဝနိစ္စအားကောင်လေးတတ်ပြီးတော့အသားရောင်းနဲ့နီးနဲ့လည်းအသက်မမွေးရသတ္တဝနိစ္စလူတွေကိုကြုံဖြစ်ခိုင်းဖို့ရအတွက်လူကုန်မကူရဒါကြည့်ရှင်းတော့ကြရဟောတာခုခေတ်မှာလူကုန်ကူတာမဟုတ်ဘူးနောက်တစ်ခုကအစိတ်လူတွေကိုသေစေတတ်တဲ့အစိတ်တတ္တဝါတွေကိုသေစေတတ်တဲ့အစိတ်ကိုအယောင်းဝယ်မလုပ်ရဘူးနောက်တစ်ခုကမစ္ဆဝနိစ္စမူရစေဝါအယောင်းဝယ်မလုပ်ရဘူးဒါတွေဟာလူရဲ့အကျိုးပြုလုပ်ငန်းတွေမဟုတ်ဘူးလူသားကြီးတရားလုံးကိုပျက်စီးအောင်လုပ်တဲ့ဟာတွေဖြစ်သည့်အတွက်ကြောင့်မြတ်စွာဘုရားကအပြစ်ရှိတဲ့ဟာတွေကိုမလုပ်ရဘူးလို့မလုပ်တဲ့ဘူးလို့ပြောလို့ဒီကနေလွတ်တဲ့စီးပွားရေးတွေအများကြီးရှိတယ်အဲ့ဒီကနေလွတ်ပြီးတော့ကောင်းရောင်းကောင်းဝယ်စီးပွားရှာတာဟာတရားသဖြင့်စီးပွားရှာတယ်ဓမ္မိယလက်ဒကိုယ်တိုင်ကြိုးစားအားထုတ်ပြီးတော့ရတဲ့စီးပွားမျိုးရှာရမယ်လို့မြတ်စွာဘုရားစီးပွားရှာတဲ့အခါပြစ်ကင်းတဲ့စီးပွားရေးလုပ်ဖို့ဒီလိုခေါ်တာ